Elizabeth ဟာသူမရဲ့စိတ်ထဲမှာရှိတဲ့စကားလုံးတွေကိုဖွင့်ပြောဖို့ကြိုးစားနေပါတယ်။အင်းအားအကောင်းဆုံးကလေးလေးတစ်ယောက်ကိုအတူတူဖန်တီးမယ်ဆိုတာဘာမှလို့လဲ။ငါနင့်ကိုဂရုပေးနိုင်ပါတယ်။ဒါပေမဲ့နင့်ငါကိုအရင်ပြောရမယ်။ငါနင့်ကိုသူမဟာချစ်တယ်ဆိုတဲ့စကားလုံးကိုပြောဖို့ပြင်းလိုက်ပေမဲ့အဲ့ဒီအချိန်မှာပဲစိတ်ယိုခွေးကဒဏ်ရာရနေတဲ့လူတစ်ယောက်ကိုဆွဲပြီးပြန်တန်းရုပ်ရှိလာတာကြောင့်စကားပြတ်သွားရပါတယ်။လူပင်ဟာဒဏ်ရာရနေတဲ့လူကိုကြည့်ပြီးဒီမိန်းကလေးရဲ့ဒဏ်ရာတွေကတော်တော်ပြင်းထန်တာပဲချက်ချင်းကူတာပေးဖို့လိုအပ်တယ်လို့ဆိုကစိုးရင်တကြီးကြည်နေပါတယ်။စိတ်ယိုခွေးကတော့သူ့သခင်ရဲ့ချီးမြှောက်စုကိုစောင့်မျှော်နေပေမဲ့တစ်ဖက်မှာတော့Elizabeth စီကထော့ပေါ်လာတဲ့အကြောက်စရာကောင်းတဲ့အရှင်အဝါကြောင့်တုန်လှုပ်နေရပါတယ်။နင့်ကငါလူတွေကိုဒီကိုခေါ်မလာပါနဲ့ဆိုတာဘယ်နှခါပြောရမလဲဆိုပြီး Elizabeth ကစိတ်ယိုခွေးကိုအော်ဟစ်လိုက်တာပေါ့။တစ်ဖက်မှာတော့ဒါဝင်ဂျင် Alpha ဟာကီလိုမီတာ30အကွာအဝေးကိုပြန်ထမ်းလာခဲ့ပြီးအိမ်ပြင်မှာလူသားအသွင်ပြောင်းလဲနေပါတယ်။အခြေအနေကငါနားလည်နိုင်တဲ့ကြိုးလိုနေပြီ။ယဟူကဇညွန်းကိုစန့်ကျင်ပြီးမိစဘရင်မနဲ့ပေါင်းနေတာလို့သူကညှိတွားနေတာပါသူဟာလက်နက်အားလုံးရဲ့ဘရင်ဖြစ်ပေမဲ့လူဘင်းရဲ့အိမ်မှာတော့တန်တိုတန်ဆအခုလိုပဲခံစားနေရတာကြောင့်သူ့ရဲ့တည်ရရှိမှုအသေးပေကိုရှာဖွေဟုစူးစမ်းနေပါတယ်အဲ့ဒီအချိန်မှာပဲကူညီပါအောင်ဆိုတဲ့အတန်တစ်ခုကိုသူကြားလိုက်ရပါတယ်အယ်ဖာကချက်ချင်းသူ့ရဲ့တနတ်ကိုထုတ်လိုက်ပြီးဘသူလဲလို့အော်မေးလိုက်တဲ့အခါမြေပြင်ပေါ်မှာလဲကျနေတဲ့မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။ဒီမိန်းကလေးဟာလက်နက်ဝင်ကျင်တစ်ခုဖြစ်ပေမဲ့သူမရဲ့ခန္ဓာကိုယ်ကဖြက်စီးခံထားတာကြောင့်မကြာခင်မှာပျောက်ကွယ်သွားတော့မယ့်အခြေအနေပါ။လူရုပ်တစ်ယောက်ကငါခန္ဓာကိုယ်ကိုဖြက်စီးပစ်လိုက်တယ်။ငါကိုခန္ဓာကိုယ်တစ်ခုအသစ်ရှာပေးနိုင်မလားလို့ထိုမိန်းကလေးကအကူအညီတောင်းနေပါတယ်။အယ်ဖာဟာသူမရဲ့လှပတဲ့ဝိညာဉ်အသွင်အဖျားကိုကြည့်ပြီးရှက်သွေးဖျားဝါကြောင့်ငါကူညီပါမယ်လို့ဂရုပေးလိုက်မိပါတယ်။ထိုမိန်းကလေးကငါမှအချိန်အများကြီးမရှိတော့ဘူး။နင့်ခန္ဓာကိုယ်လေးကိုငါခဏတခါဝင်ခွင့်ပြုလာမလား။ဒါမှငါဝိညာဉ်မပြောက်ကွယ်မှာလို့ဆိုကလွတ်ချစ်တစ်ခုတုံးလိုက်တာပါ။သူမဟာဒီကလေးလေးကိုအလွယ်တကူလွှဲချလို့ရမယ်လို့ထင်နေတာပါ။ဒါပေမဲ့အယ်ဖာကရုတ်တရက်အကျယ်လောင်းကြီးလိုက်ပြီးနင်ဘာတွေကြံစီနေတာလဲဆိုတာငါမသိဘူးလို့ထင်နေတာလားလို့မေးလိုက်ပါတယ်။မင်းကလေးကတော့အတိအပေါက်ပဲငါတကယ်ပြောတာပါတခြားနန်းလွတ်မရှိတော့လို့ပါလို့ပြန်ဖြေနေပေမဲ့သူမဟာအယ်ဖာကိုလွှဲချပြီးသူမရဲ့အကြံစီတွေအောင်မြင်အောင်လုပ်မလားဆိုတာကတော့အယ်ဖာကသူ့ကိုယ်သူယုံကြည်ချက်အပြည့်နဲ့ငါကဒန္တာကြီးလာမြင့်မြတ်ခဲ့တာအယ်ဖာကွာနင်ငါကိုအတုံးချခြင်းတာလားလို့မေးလိုက်ပါတယ်။ဒါပေမဲ့သူမရဲ့အလှကပမှာနစ်မုံသွားတာကြောင့်ကောင်းပြီလေနင်းဖြစ်နေလို့ငါခွင့်ပြုလိုက်မယ်တခြားစီဆိုရင်တော့ညှင်းမှာပဲလို့ဆိုကသူမရဲ့အကူအညီတောင်းဆိုကိုလက်ခံလိုက်တာပေါ့ထိုမင်းကလေးကတော့စိတ်ထဲမှာဒီကောင်တော်တော်ကိုအားနေတယ်လောလောဆယ်တော့သူ့ကိုအတုံးချရမယ်နောက်မှတယောက်ယောက်နဲ့အစားထွေးပစ်မယ်လို့ကြံစီနေတာပါသူမဟာအယ်ဖာကိုအနားနာကပ်ပြီးငါမျက်လုံးကိုတေချာကြည့်စမ်းပါနင့်နာကျင်မှုတွေကိုငါကုသပေးမယ်နင့်ခန္ဓာကိုယ်ကိုငါ့ကိုပေးပါလို့ဖျားယောင်းသွေးဆောင်လိုက်ပါတယ်အယ်ဖာဟာသူမရဲ့လွှတ်ချက်သေးကိုအမိအရာတက်ဆင်းသွားပြီးသူမကိုသူ့ခန္ဓာကိုယ်ထဲဝင်ခွင့်ပြုလိုက်ပါတော့တယ်ထိုမိန်းကလေးဟာအယ်ဖာရဲ့ခန္ဓာကိုယ်ထဲကိုရောက်တဲ့အခါကလဲချေကိုအခေါန့်အလန့်ရပြီလို့ဝမ်းသာသွားပြီမယ်ဒီခန္ဓာကိုယ်ကသူမထင်တယ်လို့မတန်ခံဘူးဆိုတာကိုသိလိုက်ရပါတယ်ဒါပေမဲ့လည်းသူမရဲ့နာကျင်မှုတွေနဲ့ပေါင်းဆက်လိုက်တဲ့အခါစွမ်းအားတွေကပိုပြီးပြင်းထန်လာတာကြောင့်ဒီတစ်ခါတော့ထိုက်တိုင်မတိုးပဲပရိယာသုံးမှုဆုံးတက်လိုက်ပါတယ်တစ်ဖက်မှာတော့စက်ရုပ်ခွေးခေါ်လာတဲ့မိန်းကလေးဟာတတိယလာပါတယ်အဲလီဇဘက်ကသူမနိုးလာတာကိုမြင်တော့ကရွန်ဘောကိုအမြန်တက်သွားပြီးနင်နိုးလာပြီလားမိခွန်းတွေမမေးပါနဲ့ငါပြောတာကိုအရင်နားထောင်လို့ဆိုကစတင်ချင်းချောက်ပါတော့တယ်ဒီမှာရှိတဲ့အရာအလုံးကငါဟာပဲဟိုကောင်လူပဲလဲငါဟာပဲသူနင့်ကိုဘာမှလုပ်ဖို့ကြိုးစားရင်မလုပ်ပါနဲ့ဆိုပြီးညှင်းရမယ်တိလားလို့အဲလီဇဘက်ကပိုင်ဆိုးပိုင်နိုင်ဖြော့လိုက်တာပါ
ဒဏ်ရာရနေတဲ့မိန်းကလေးဟာအဲလီဇဘက်ရဲ့ပြင်းထန်တဲ့အရှိန်အဝါကြောင့်ကြောက်လန့်တုန်လှုပ်နေရပါတယ်။အဲ့ဒီအချိန်မှာပဲလူဘင်းကခောက်ဆွဲပြုတ်ပြီးဟင်းလူအော်ပြီးအခန်းထဲဝင်လာလိုက်ပါတယ်။ဒါပေမဲ့ကရုံပေါ်မှာမိန်းကလေးနှင်းအောင်ဖတ်လဲသခင်ရှိနေတာကိုမြင်လိုက်တဲ့အခါလူဘင်းကအောင်မျက်နှာတွေနီမြန်းသွားပြီး sorry နော်ငါဘာမှမမြင်ဘူးနော်လို့ဆိုပြီးအခန်းပြင်ကိုအမြန်ပြန်ထွက်သွားပါတော့တယ်။လူဘင်းကအခန်းပြင်ကပဲနင်းဒဏ်ရာရီရထားတာကြောင့်အနားယူလိုက်ပါအောင်။ဒါနဲ့နင်းဘလို့ဖြစ်တယ်နဲ့ဒီလောက်ပြင်းထန်တဲ့ဒဏ်ရာရီရလာတာလေလို့လှမ်းမေးလိုက်ပါတယ်။မိန်းကလေးကတကယ်တော့ငါကဂုံးမဲတစ်ခုနဲ့ပတ်သက်နေတဲ့တစ္ဆရာပေါက်တစ်ယောက်ကိုလိုက်ဖမ်းနေတာပါ။ဒါပေမဲ့သူ့ကိုအထင်သေးမိသွားလို့အခုလိုခံလိုက်ရတာပါလို့ဝမ်းနည်းစွာပြန်ဖြေလိုက်ပါတယ်။သူမှလိုက်ဖမ်းနေတဲ့တစ္ဆရာပေါက်ကဘသူဖြစ်မလဲဆိုတာကတော့ဒီမိန်းကလေးဟာသူမရဲ့ဂုံးသွက်အချက်အလက်တွေကိုလွိဝက်ထားဖို့ဆုံးဖြတ်လိုက်ပါတယ်။ကံကောင်းလို့ရှင်တို့နဲ့တွေ့တာပါ။ကျမကမောင်ငါကုံနဲ့ပတ်သက်နေတဲ့တစ္ဆရာပေါက်နောက်ကိုလိုက်နေတဲ့အခုလိုဖြစ်သွားတာပါလို့သူမကရှင်းပြလိုက်တာပေါ့။လူဘင်းကတော့မောင်ငါကုံကိစ္စနောက်တစ်ခုပေါ့လို့တွေးနေတော့မှအဲလီဇဘက်ကတော့စိတ်ထဲမှာမောင်ငါကုံကဒီကဘာပေါ်ကနေအမြင့်ပြတ်သွားပြီမဟုတ်လားအာမီလီယာဘာတွေလုပ်နေတာလဲတွေ့ရင်တော့အပြစ်ပေးရအောင်မယ်လို့ကြိတ်ပြီးဒေါသထွက်နေပါတယ်ရှင်နာမည်ကရှိပါရှင်နာမည်ကဘာတူလဲလို့မေးလိုက်တဲ့အခါလူဘင်းကငါ့နာမည်ကလူဘင်းပါမောင်ငါကုံကိုဖြစ်ရှိမဲ့တရေခေါင်းဖြစ်ဖို့ကြိုးစားနေတာပေါ့ဒီဘေးကမင်းကလေးကတော့ရှာအိုက်တယ်ငါတို့အတူတူနေကြတာလေလို့မိတ်ဆက်ပေးလိုက်ပါတယ်အတူတူနေကြတာလို့ဆိုတဲ့စကားကြောင့်ရှိတယောက်အံ့ဩစွာရပါတယ်အဲလီဇဘက်ကလည်းဘာလဲအတူနေတာဘာဖြစ်လို့လဲပြောเสียရှိတာလားလို့ခက်ချီပဲပြန်မေးလိုက်တာပေါ့လူဘင်းကသူကစကားပြောတာပြတ်သားပေမဲ့စိတ်ထားကောင်းပါတယ်နင်းတတိမင်းနေတော့ကသူပဲအဝတ်အစားတွေလဲပြီးကုသားကြီးမောခြင်းနဲ့ကုပေးခဲ့တာလို့ဆိုကဂျားတဲ့ကနေဝင်းဖန်ဖြေပေးရှာပါတယ်ရှိကသူမရဲ့လက်ကိုကြည့်ပြီးသူကကုသားပေးတာလားမိစဘရင်မအဆင့်ရှိတဲ့သူတော် F မျိုးစီခလောင်လောက်အဆင့်မြင့်နဲ့မောခြင်းမရှိရင်ငါတန်ရာကိုမကုနိုင်ဘူးသူကရောင်းပန်းလောက်မဟုတ်ဘူးပဲလို့တိတ်ဆိတ်ထဲမှာတုံ့တက်နေပါတယ်ရှိကရှင်တို့နေတဲ့နေရာကတကယ့်ကိုထူးချမ်းတာပါကျမကုန်းမြေးတစ်လုံးကိုနှံ့အောင်တွားဖူးပြီးမယ်ဒီလိုနေရာမျိုးတစ်ခါမှမမြင်ဘူးလို့ပြောလိုက်တဲ့အခါအဲလီဇဘက်ကတော့ဘာမှမဆိုင်ရင်ငါအင်းကိုမညစ်ပတ်စင်းနဲ့အခုပဲဒီကနေထွက်သွားတော့လို့ညှင်းလွတ်လိုက်ပါတော့တယ်လူဘင်းကသူကမှောင်ငါကုံကိုတိုက်ခိုက်ရင်ဒဏ်ရာရလာတဲ့ဧည့်သည်လီငါကိုယ်တိုင်ပဲတန့်ရှင်းကြီးလူပါမယ်လို့ဆိုတားဆီးလိုက်ပါမယ်ရှိကနှောင့်ယှက်မိတာခွင့်လွတ်ပါလို့နှုတ်ကပြောနေပြီမဲ့သူမရဲ့စိတ်ထဲမှာတော့ဒီလူတွေကိုဘလို့တက်ရမလဲဆိုပဲအတွေးတစ်ခုတည်းရှိနေတာပါသူမဟာဒီမင်းကလေးကိုအမြန်ဆုံးမဖမ်းဆီးနိုင်နဲ့ကဘာကြီးပျက်စီးသွားလိမ့်မယ်လို့ယုံကြည်နေပါတယ်ဒါကြောင့်သူမဟာဓားကိုဆင့်ခေါ်ဖို့ပြင်လိုက်ပြီးငါမတရင်ဘသူမှနင့်ကိုတားနိုင်မှာမဟုတ်ဘူးလို့စိတ်ထဲမှာကြုံဝါလိုက်ပါတော့တယ်ရှိဟာသူမရဲ့ဓာတ်ကိုစင့်ခေါ်လို့ကြိုးစားလိုက်ပေမဲ့ရုတ်တရက်ဆိုသလိုဘာမှဖြစ်မလာတာကိုတွေ့လိုက်ရပြီးအံ့အားသွင်းသွားပါတယ်။သူမရဲ့ခေါင်းထဲမှာဘာမှမရှိတော့သလိုမျိုးဓာတ်ကွက်တစ်ကွက်ကိုတောင်မမှတ်မိတော့ပါဘူး။အဲလီဇဘက်ကတော့ဒါကရိုးရှင်းပါတယ်။နင်အင်အားကြီးခြင်းလို့ပေးဆက်ခဲ့ရတဲ့တန်ဖိုးပေါ်လို့ခတ်အေးအေးပဲပြောလိုက်တာပါ။ရှိကမှောင်ပါတယ်ငါမောင်ကိုကိုင်းကိုရင်ဆိုင်ဖို့အတွက်အမှောင်ပင်လယ်နဲ့ချုပ်ဆိုထားတဲ့ဂရီကဝက်ကိုဖျက်သိမ်းခဲ့တယ်။ဒါကြောင့်ငါရဲ့အစွမ်းကြီးပျောက်ဆုံးသွားတာပဲလို့ဝန်ခံလိုက်ပါတယ်။လူပင်းကတော့အမှောင်ပင်လယ်ဟုတ်လားဆိုပြီးအံ့ဩနေတော့အဲလီဇဘက်ကဒါကဘာမှမဟုတ်တဲ့ပိုးမော်လေးတွေစုဝေးနေတဲ့နေရာပါပဲလို့နှခေါင်းရှုံပြီးဆိုလိုက်ပါတယ်။လူပင်းကနင်အရာအလုံးကိုမေ့သွားတာဆိုရင်ငါနဲ့အတူတူလေ့ကျင့်လို့ရတာပဲ။ငါလည်းအခုမှဓာပညာကိုစကျင့်နေတာလေ။အဲလီဇဘက်ကလည်းဓာပညာမှာဆရာတဆူပဲ။နင်သင်ကျင်နေဆိုရင် तू ကူညီပေးလိမ့်မယ်လို့ကန့်လန့်လိုက်ပါတယ်။ဒါပေမဲ့အဲလီဇဘက်ကဘသူကသူ့ကိုကူညီမယ်လို့ပြောလဲငါခွင့်မပြုမပဲငါကိုစားဆုံးဖြတ်ချက်တွေမချနဲ့လို့ဒေါသကြီးတားဆီးလိုက်တာပေါ့ရှိဟာရှင်တို့ကူညီပေးတာကိုကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျမသွားဖို့အချိန်တန်ပြီလို့ပြောပြီးထွက်ခွာဖို့ပြင်လိုက်ပါတယ်လူပင်းက
ပိုက်စာနေမှာစိုးလို့ခောက်ဆွဲစားဖို့တားပေမဲ့သူမကတော့ညင်းဆိုပြီးထွက်သွားပါတော့တယ်လူပင်းကတော့ဒီနားမှာမိတ်စာတွေအများကြီးရှိတယ်တတိထားသွားအောင်နော်လို့စိတ်မကောင်းစွာနဲ့လှမ်းမာနေရှာပါတယ်အဲလီဇဘက်ကတော့ခောက်ဆွဲတွေကိုအားရပါးရစားနေရင်ဒီခောက်ဆွဲတွေကငတ်ဟာပဲငါပဲစားလို့ရတယ်လို့ဆိုကကျေနပ်နေတာပေါ့လူပင်းကသူကမှောင်ကိုကိုင်းတို့တိုက်ထုံနေတာပဲနင်ဘာလို့မကူညီချင်ရတာလဲလို့မေးတဲ့အခါအဲလီဇဘက်ကငါမကူညီနိုင်ဘူးနင်ကူညီချင်ရင်လည်းကိုယ့်ဘာသာကိုသွားကူညီလိုက်လို့အပြက်ပြောလိုက်ပါတယ်ရှိဟာအပြင်ဘက်မြေကွက်လက်မှာတရားထိုင်ရင်သူမမိနေတဲ့မှတ်ညမ်းတွေကိုဖြန့်ရှားနေပါတယ်ရုတ်တရက်သူမအကန်ခံလိုက်တဲ့အခိုက်အမှန်ကိုတတိယသွားပြီးမြေပြင်ပေါ်လဲကြိုက်စားရပါတယ်သူမဟာမြေအုပ်ထဲကိုမွေတကောင်လိုတိုးဝင်သွားရင်လွတ်မြောက်ရာလမ်းစာကိုပြန်ရှားထွေသွားတာပါငါအကုန်လုံးကိုမှတ်မိပြီငါရဲ့ဆွဲသည့်မှမရှိရင်ငါကီလိုမီတာထောင်ကြီးဝေးတဲ့တဲကန်ဒရာထဲမှာပျောက်ကွယ်သွားမှာပဲလို့သူမကဆိုလိုက်ပါတယ်သူမဟာကိုယ့်အကိုအထင်ကြီးပြီးမန်တက်ခဲ့မိတာကိုနောင်တနေလာပေါ့အဲ့ဒီအချိန်မှာပဲလူဖင်းရောက်လာပြီးသူမကိုဓာပညာနဲ့ပတ်သက်လို့ဘလို့ဆက်ပြီးအားပေးမလဲဆိုတာကတော့လူပင်းကရှိကိုအားပေးစကားတွေပြောနေရှာပါတယ်တကယ်တော့ငါလည်းနင်းလို့ပါပဲလဲဆိုင်တာတွေနဲ့ပဲအချင်းကုန်နေခဲ့တာဓာပညာမှာလည်းငါကအရေးချင်းမရှိတဲ့လူအတ္တယောက်ပါလို့နှိမ်ချပြီးပြောလိုက်တာပေါ့ရှိကတော့စိတ်ပြက်လက်ပြက်နဲ့ရှင်နားမလဲပါဘူးငါကရှီးဟောင်းမိစ္ဆာနယ်မြေတွေအထိသွားပြီးခက်ခဲတဲ့ဓာပညာတွေကိုသင်ယူခဲ့တာအခုအစွမ်းနေမရှိတော့တာဟာငါဘဝဆုံးရှုံးသွားတာနဲ့အတူတူပဲလို့ဆိုကဝမ်းနေနေပါတယ်လူပင်းကလောကကြီးမှာဘာမှအတေမမြဲပါဘူးအခုမှအစကပြန်စလို့ရသေးတာပဲအားလုံးအတူတူစူးစမ်းကြရအောင်လားလို့ကမ်းလှမ်းလိုက်ပါတယ်ဒီစကားကိုပုံရှိုးကွယ်ဟိုမော်ပညာနဲ့ချောင်းနှားထောင်နေတဲ့အဲလီဇဘက်တယောက်ဒေါသတွေထောင်းခနဲထက်သွားပါတော့တယ်ဘာအတူတူစူးစမ်းမယ်လို့ဟုတ်လားဒီကောင်ကငါ့မျက်စီရှိရင်အခြားမင်းကလေးကိုမြူဆွဲနေတာပဲလို့ကြိတ်ပြီးမကျေနပ်မနတ်ဖြစ်နေတာမှာလူပင်းကထိုက်ကြီးဓာပညာအကြောင်းပြောပြပြီးအတူတူလေ့ကျင့်ဖို့ထပ်မံဖြေခေါ်လိုက်တဲ့အခါမှာတော့အဲလီဇဘက်ကတီးမခံနိုင်တော့ပဲငါအခွင့်မပြုနိုင်ဘူးလို့အော်ဟစ်ပြီးသူတို့ရှေ့ကိုရုတ်တရက်ပေါ်လာပါတော့တယ်လူပင်းကအဲလီဇဘက်နင်းပေါ်လာတာအတော်ပဲသူ့ကိုကူညီမယ်ဟုတ်လားလို့မေးလိုက်ပေမဲ့အဲလီဇဘက်ကဒီအိမ်ထဲမှာရှိတဲ့အရာအလုံးနင်းအပါဝင်အကုန်လုံးကငါခွင့်မပြုမပဲဘသူကိုမှမပေးလို့မရဘူးနင်းနားလေလားလို့ပိုင်ဆိုးပိုင်နဲ့ကျုံးဝါလိုက်ပါတယ်သူမဟာစကားအများမပြောတော့ပဲဟင်းလင်းပင်ကန်တလန်တစ်ခုကိုဖန်တီးပြီးရှိကိုသူမရဲ့ကိုယ်ပိုင်နေမြေလဲဆွဲခေါ်သွားပါတော့တယ်လူပင်းကတော့အဲလီဇဘက်ကစကားသာဆိုးပါတယ်စိတ်ထားကတော့တကယ်ကိုနူးညံ့ပါတယ်လို့တယောက်တည်းကြံရစ်နေညတွေးနေရှာပါတယ်အဲလီဇဘက်ရဲ့နေမြေထဲရောက်သွားတဲ့ရှိကတော့ကြောက်လန့်တုန်လုံနေရပါတယ်နင်ကကိုဘလို့ကူညီမှလဲလို့သူမကမဲလိုက်တဲ့အခါအဲလီဇဘက်ကသူမရဲ့ကြောက်စရာကောင်းတဲ့လက်တနေတွေကိုထုတ်လိုက်ပြီးပထမဦးဆုံးနင်ကိုအရင်ဆုံးအစိတ်အမွာမှာဖြစ်စည်းပြမယ်လို့အေးဆက်တဲ့အတန်းနဲ့ပြောလိုက်ပါတော့တယ်ရှိဟာသူမမှာအစွမ်းနေမရှိတော့တာကြောင့်မိစ္ဆာဘရင်အဲလီဇဘက်ကိုဘယ်လို့မှပြန်မတိုက်နိုင်ဘူးဆိုတာသိနေပါတယ်နင်ငါကိုကယ်တင်ခဲ့ပြီးမှအခုကျတော့ဘာလို့တတ်ချင်နေရတာလဲလို့ထိတ်လန့်နေစားအော်ဟစ်လိုက်တဲ့အခါမှာတော့အဲလီဇဘက်ဟာရှိကိုတတ်ဖို့ကြံစည်နေတာမဟုတ်ပဲသူမရဲ့ခန္ဓာကိုယ်ထဲမှာပုံအောင်နေတဲ့အမောင်စွမ်းအောက်တွေကိုဖယ်ရှားပေးဖို့ကြိုးစားနေတာပါငင်းငင်းလေးနေစားမှာနင်သိမနာစရာပါဘူးလို့အဲလီဇဘက်ကပြောလိုက်ပြီးမြဲရှိကတော့အလွယ်တကူအရှုံးမပေးပဲပြန်လဲခုခံဖို့ကြိုးစားနေပါတယ်ရှိရဲ့မျက်လုံးတွေဝင်းခနဲ့ဖေးသွားပြီးငါကကျဲငါးဖွင့်အစင်းရှိတဲ့မိစ္ဆာဘီရင်မှာပဲနင်တက်တာကိုဒီတိုင်းထိုင်ဆောင်နေမယ်ထင်နေလားလို့အော်ဟစ်လိုက်ပါတယ်ဒါပေမဲ့အဲလီဇဘက်ကဒီအတိတ်ပြမရှိတဲ့စကားတွေကိုနားထောင်ဖို့ငါမှအချိန်မရှိဘူးလို့ဆိုကသူမရဲ့ပြင်းထန်လာတဲ့မိစ္ဆာစွမ်းအားနဲ့ရှိကိုတကိုယ်လုံးချုပ်နှောင်ပြလိုက်ပါတော့တယ်အဲလီဇဘက်ဟာရှိရဲ့ခန္ဓာကိုယ်ထဲကိုစွမ်းအင်လွှိုင်းနေလွှတ်လိုက်ပြီးသူမရဲ့အတွင်းထဲမှာကတ်ပါကောင်လို့ခိုအောင်နေအမှောင်ပိုးကောင်တစ်ကောင်ကိုလက်နဲ့အမိအရာဆွဲထုတ်လိုက်ပါတယ်ဒီအကောင်ကမှောင်ကိုကိုနဲ့ဘာပတ်သက်နေတာလဲလို့အဲလီဇဘက်ကမေးမြန်းလိုက်တာပေါ့အဲ့ဒီအချိန်မှာပဲရှိရဲ့ခန္ဓာကိုယ်ထဲကနေအတန်တစ်ခုထွက်ပေါ်လာပါတယ်ငါကနင့်ရဲ့ခန္ဓာကိုယ်ထဲမှာနေထိုင်ပြီးနင့်ကိုမိတ်စာပြီးအစဉ်ရောက်အောင်ကူညီပေးမယ်ဒါပေမဲ့အားနည်းပွားတဲ့အချိန်တိုင်းမှာနင့်စီကတခုခုကိုငါပြန်ယူမယ်ဆိုတဲ့ဂတိကဝအကြောင်းကိုပြောပြနေတာပါအဲလီဇဘက်ကဒီအသံကိုကြားလိုက်တဲ့အခါလွန်ခဲ့တဲ့နှစ်ပေါင်း900တုန်းကသူမကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တစ်ခုကိုသတိရသွားပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း900တုန်းကအဲလီဇဘက်ဟာတရွယ်ကုန်းကိုအနိုင်ယူဖို့အတွက်အဆင့်တက်ဖို့ကြိုးစားနေချိန်မှာအာဇာတန်လို့ခေါ်တဲ့အမှောင်ပင်လေရဲ့အရှင်သခင်ပေါ်လာခဲ့ဘူးပါတယ်
နင်ပိုပြီးတန်မာခြင်းလားငါကူညီနိုင်တယ်လို့အာဇာတန်ကကမ်းလှမ်းကြလာပါအာဇာတန်ကငါရဲ့စွမ်းအားကိုလက်ခံပြီးနင့်ခန္ဓာကိုယ်ထဲမှာငါ့ကိုနေထိုင်ခွင့်ပေးမယ်ဆိုရင်နင်ချက်ချင်းမိစ္ဆာဘရင်အဆင့်ကိုရောက်သွားလိမ့်မယ်အဲ့ဒီခါကျရင်ဒနက်လျာတရွယ်ကောင်းကိုလည်း crown နေစရာမလိုတော့ဘူးလို့ဖျားယုံလိုက်တာပေါ့ဒါပေမဲ့အဲလီဇဘက်ကတော့မာမာနာအပြည့်နဲ့ဘသူကတရွယ်ကောင်းကို crowd တယ်လို့ပြောလဲလို့နေလိုတခြားကဘာကလာတဲ့ပိုးမောက်တကောင်ရဲ့အကူကြီးငါမလိုဘူးလို့ဆိုကညင်းပြတ်ခဲ့ပါတယ်အာဇာတန်ကတော့အမောင်စွမ်းအားတွေကနင့်ကိုချက်ချင်းအဆင့်တက်စေနိုင်တယ်တရွယ်ကောင်းဆိုတာနင့်အသက်ဘာမှမဟုတ်တော့ဘူးလို့ထက်ခါပြောနေပြီမြင်အာဇာတန်ရဲ့လွေးကျွတ်တီကိုအဲလီဇဘက်ကရိတ်မိပြီးသားပါနင်ကဒနလျာတရွယ်ကောင်းနဲ့ငါတွေ့မဲ့အချိန်ကိုစွန့်ပြီးငါတို့နှစ်ယောက်လုံးရဲ့စွမ်းအားတွေကိုအမိအရာသိမ့်ပိုက်ချင်နေတာမဟုတ်လားလို့သူမကထိုးနှက်လိုက်ပါတယ်အာဇာတန်ကတော့နင်ငါရဲ့စွမ်းအားကိုနည်းနည်းလေးထိတွေ့လိုက်တဲ့နဲ့ဂတိကဝတ်ကတီမြဲသွားပြီးအခုမှညင်းဆန်ရဲ့နေ့အတွက်ကောင်းမှမဟုတ်ဘူးနော်လို့ပြန်လဲချွင်းကလိုက်တာပေါ့အဲလီဇဘက်ကလောင်းပြောင်းရဲမှုကနင့်ရဲ့စွမ်းအားတွေကအားနေတဲ့သူတွေကိုလှည့်ဆက်လို့တော့ကောင်းတာပါငါကတော့ဒီစွမ်းအားတွေကိုငါရဲ့ကိုယ်ပိုင်စွမ်းအားအဖြစ်ပြောင်းလဲပြမှာအဲ့ဒီခါကျရင်ငါတို့ရဲ့ဂတိကဝတ်ကလည်းအလိုလိုပြက်ပြဲသွားလိမ့်မယ်လို့ဆိုလိုက်ပါတယ်နင်ကတကယ်ကိုအရှက်မရှိတဲ့မိစ္ဆာပဲလို့အာဇာတန်ကဒေါသတကြီးကုံသွားလိုက်ပြီးသူ့သိမ့်ပိုက်ထားတဲ့ခန္ဓာကိုယ်ရဲ့ဓာပညာနဲ့သူ့ရဲ့ရှုပ်ထွေးခြင်းစွမ်းအားကိုပေါင်းစပ်ပြီးအဲလီဇဘက်ကိုအပြင်းထန်တိုက်ခိုက်ပါတော့တယ်တေးပြီးတော့အဲလီဇဘက်လိုအော်ဟစ်ကအဖြစ်စွမ်းအားပါတဲ့ဥကများနဲ့ဖြစ်ခတ်လိုက်တာပေါ့ဒါပေမဲ့အဲလီဇဘက်ကတော့ရှောင်းတယ်မရှောင်းပဲတီးတီးငင်းငင်းမှာပဲနင်သုံးနေတဲ့ဓာပညာကငါကိုယ်တိုင်တီထွင်ခဲ့တာလေဒါကငါ့ကိုဘလူလောက်ဒဏ်ရာရစေမလဲလို့သူမကအေးဆက်ဆက်ပြောလိုက်တဲ့အခါအာဇာတန်တလောက်စွန့်အော်သွားရပါတယ်အာဇာတန်ကဒါကဘလူလောက်ဖြစ်နိုင်မှာမလဲငါကကျဲနှစ်ပွင့်အဆင့်ရှိတဲ့မိတ်စာဘရင်အဆင့်တောင်ရောက်နေတာလေလို့မယုံနိုင်အောင်ဖြစ်နေတာပါအဲလီဇဘက်ကနင်ကရေတွင်းထဲကဖားတကောင်လိုပါပဲငါကနင်စီမှာရှိသမျှအရာအားလုံးကိုပြန်သုံးနိုင်တယ်လို့ဆိုကသူ့ကိုဖိအားပေးလိုက်ပါတယ်အာဇာတန်ဟာအခြေအနေမဟန်တော့ကိုတီးပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့အဲလီဇဘက်ကသူ့ကိုအမိတရာဖမ်းဆီးရိုက်ပါတယ်လွတ်ဆန်းငါကိုလွတ်ပေးစမ်းလို့သူကအော်ဟစ်နေပြီမဲ့သူမရဲ့ဟိန်းလင်းပြင်ထဲမှာသူထွက်ပြေးဖို့လမ်းမရှိတော့ပါဘူးဒီခန္ဓာကိုယ်ပိုင်ရှင်ကိုမတတ်ပဲနေငါ့ကိုဘာမှလုပ်လို့မရဘူးလို့သူထင်နေတော့မှာပဲအဲလီဇဘက်ကသူ့မျက်နှာကိုခောက်ဆွေရင်းနဲ့ပစ်ပန်းလိုက်ပြီးနင့်ကိုတတ်ရတာငါအလွန်လွယ်ကူးတဲ့ကိစ္စပါလို့ဆိုက အဲလီဇဘက်ဟာရှိရဲ့ခန္ဓာကိုယ်ထဲကအမောင်စွမ်းအားအာဇာတန်ကိုနှိမ့်နှင်းဖို့လူပင်းပြုတ်ပေးလိုက်တဲ့ခောက်ဆွဲဟင်းရီကိုအသုံးချလိုက်ပါတယ်။ဟိုအပြင်ကငတုံးကိုမရှုံးခြင်းလို့ဒီဟင်းရီကိုသုံးလိုက်တာကဲဒါကိုအဝတောက်လိုက်စမ်းလို့သူမကဆိုလိုက်တာပေါ့။အာဇာတန်ကအရှက်မရှိခဲ့မိမငါလိုအမောင်ပင်လေရဲ့အရှင်သခင်ကိုဒီလိုဟင်းရီနဲ့နှိမ့်နှင်းမယ်ဟုတ်လားလို့အော်ဟစ်နေတော့ကပဲထိုဟင်းရီတွေကစွမ်းရည်ဒီဟာသူ့ရဲ့ဆဲတွေထဲထိထိုးဖောက်ဝင်ရောက်လာပြီးသူ့ရဲ့ရှုပ်ထွေးခြင်းစွမ်းအား chaos power တွေကိုဖျက်ဆီးပစ်လိုက်ပါတော့တယ်။သူဟာနာကျင်လွန်းလို့တစားစားအော်ဟစ်နေရရှားပါတယ်။အဲလီဇဘက်ကတော့နောက်ဆုံးတော့လေဒီပြဿနာကိုဖြေရှင်းဖို့သူလုပ်ပေးတဲ့အရာကိုပဲသုံးလိုက်ရတာပဲလို့ဆိုကသူမကိုသူအားမလို့အားရထင်နေပါတယ်။သူမဟာပို့တယ်ကိုဖွင့်ပြီးလူပင်းစီကိုပြန်ရောက်လာတဲ့အခါလူပင်းကအဆင်ပြေလားအဲလီဇဘက်လို့စိုးရင်တကြီးမေးမြန်းလိုက်တာကော။နောက်တနေ့မနက်မှာတော့ဒါဝင်ရင်အယ်ဖာရဲ့ခန္ဓာကိုယ်ထဲကမင်းကလေးဟာလူပင်းရဲ့အိမ်ကိုပြန်လာဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့လမ်းမှာစက်ရုပ်ခွေးနဲ့တိုးမိပြန်ပါတယ်။စက်ရုပ်ခွေးကပြီးခဲ့တဲ့တခါအဲ့ဒီအယူမှာအဲလီဇဘက်ရိုက်လိုက်တာနဲ့ငါရဲ့ system တွေခဏ error တက်လာအခုလေ radar ထဲမှာဘာမှမတွေ့ရပဲတခုခုကပြန်သွားပြန်ပြီလို့ညီးသွားနေတာပါအဲ့ဒီအချိန်မှာပဲအဲလီဇဘက်ကရုတ်တရက်ပေါ်လာပြီးစက်ရုပ်ခွေးကိုတတောင်နဲ့အရှင်ဟုန်ပင်းထိုးနှက်လိုက်ပါတယ်စက်ရုပ်ခွေးကဒီအယူမကလူပင်းစီကထိုက်ကြည့်ပညာတွေသိပြီးပိုးတမ်းမာလာတာပဲလို့တွေးပြီးထွက်ပြေးသွားပါတော့တယ်အယ်ဖာရဲ့ခန္ဓာကိုယ်တွေကမိန်းကလေးဟာစက်ရုပ်ခွေးကိုရှောင်ပြီးအင်းစီကိုသွားဖို့ကြိုးစားပြီးမြဲတနာရီကြာတဲ့အထိစက်ရုပ်ခွေးကနေရာတိုင်းမှာရှိနေသလိုခံစားနေရပါတယ်ဒီကောင်ကငါ့ကိုတမင်ကစားနေတာလားဒီဆောင်ကြည့်ခွေးကိုမတတ်နိုင်တဲ့၍ငါဟိုအဆက်မရှိတဲ့လူပင်းကိုတွေ့ရမှာမဟုတ်ဘူးလို့သူမကဒေါသတကြီးတွေးလိုက်ပါတယ်။သူမဟာအယ်ဖာရဲ့မျိုးသားအစုံကိုဖျောင်းပြီးတေးရင်တွေးပါစေငါ့ကိုတော့အဆက်ခွဲလို့မရဘူးလို့အော်ဟစ်ကစက်ရုပ်ခွေးစီကိုပြေးဝင်သွားပါတော့တယ်။ဒါပေမဲ့စက်ရုပ်ခွေးကသူမကိုစကန်ဖတ်လိုက်ပြီးနောက်မှာတော့အလန်တစ်ခုကိုထုတ်လိုက်ပြီးအိမ်ပြန်လာတာကိုကြိုးဆိုပါတယ်လို့ယင်ကြီးကြီးနှုတ်ဆက်ပေးလိုက်တာကြောင့်သူမအံ့ဟောသွားရပါတယ်။သူမဟာအိမ်ထဲကိုရောက်သွားတဲ့အခါဝမ်းသာလွန်းလို့ငိုကြွေးမိပါတော့တယ်လူပင်းကသူမအတွက်ကိရိယာတန်ပတ်စလာတွေအားလုံးကိုအပင်ပန်းခံလုပ်ပေးထားခဲ့တာကိုသူမသတိရသွားတာပါလူပင်းကကလေးတယောက်လိုပြောရွှင်စွာဆော့နေစဉ်တကယ်ကိုအံ့ဩစရာပဲအခုကစပြီးနင်ကငါ့ရဲ့ဟောင်ကလူပင်းရဲ့အိမ်မှာနေရင်သူမရဲ့မောပညာနဲ့အိမ်မှုကစားတွေကိုကူညီပေးနေပါတယ်သူမဟာနေ့စဉ်နဲ့အမျှပို့ပြီးရင်းကျက်လာသလိုမိုးရွာတဲ့နေ့တွေမှာလည်းလူပင်းထင်းခုတ်ရင်ဒဏ်ရာမရအောင်အမျက်ဆောင်ကြည့်ပေးလိရှိပါတယ်ဒါပေမဲ့ဒီနေ့မှာတော့လူပင်းကသူ့ရဲ့ပစင်ကိုမေ့ကြံတာကြောင့်ဟောင်တယောက်ထိတ်လန့်တစားအော်ဟစ်ခဲ့မှုပါတယ်
နှစ်ပေါင်း900ကြာသွားတဲ့အခါမှာတော့အညိုအသေးတွေပြည့်နှံနေတဲ့ဝမ်ကလူသားတယောက်ကိုအသုံးချပြီးအင်အားကြီးအောင်လုပ်ဖို့ကြံစီနေပါတယ်။ဒါကမောင်ကိုကွင်းကထုတ်တဲ့ဆေးသေးပဲ။ဒါကိုတောက်လိုက်ရင်နင်အင်အားကြီးလာမယ်လို့မိစ္ဆာတွေကဖျားယောင်းလိုက်တဲ့အခါထိုလူသားဟာဝေခွေမရက်နေပြီမြင့်နောက်ဆုံးမှာတော့ဆေးကိုတောက်လိုက်ပြီးခန္ဓာကိုယ်အတွင်းပြောင်းလဲသွားပါတော့တယ်။ငါစီမှာအင်အားတစ်တွေစီးဝင်လာပြီးလို့ကျုံးဝလိုက်ပေမဲ့အဲ့ဒီအချိန်မှာပဲမြေပြင်မှာစိုက်ထားတဲ့ပစိန်ဟောင်းကြီးစီကနေမကောင်းဆိုးဝါအရှင်ဝါတွေထွက်ပေါ်လာပါတယ်။စက္ကန့်ပိုင်းတွေမှာပင်အရာအလုံးပျောက်ကွယ်သွားပြီးအစင်မြင့်တမန်တော်တွေဟာအသက်ခံလိုက်ရပါတယ်။ပစိန်ဝင်းငင်ဝမ်ကရုတ်တရက်ပေါ်လာပြီးဒူးထောက်ဆန်းလို့အမိန့်ပေးလိုက်တဲ့အခါထိုလူသားဟာဖျောက်လန်းတစားနဲ့ဒူးထောက်လိုက်ရပါတော့တယ်။ဝမ်ဟာသူမကိုသူမမိတ်ဆက်လိုက်ပြီးနင်းစွမ်းအားကိုလိုချင်တာလားငါကူညီပေးမယ်လို့ဆိုလိုက်ပါတယ်။သူမဟာနှစ်ပေါင်း900တိုင်တိုင်အညိုအသေးတွေကိုတင်ဆွီးထားခဲ့တာပါ။ဒါပေမဲ့အိမ်ကိုပြန်ရောက်တဲ့အခါမှာတော့အတိတ်ကိုလွမ်းဆိုတန်းတာတဲ့စိတ်တွေကပထမဆုံးဝင်ရောက်လာတာပေါ့။အဲ့ဒီအချိန်မှာပဲတကားပွင့်သွားပြီးလူပင်းဝင်လာပါတယ်။ငါထင်းသွားခုတ်လိုက်အောင်မယ်။နင်းနှစ်ယောက်အေးအေးဆေးဆေးစကားပြောကြအောင်လို့သူကဆိုလိုက်ပြီးဓားကိုမြင်လိုက်တဲ့အခါဩနင်းပြန်ရောက်ပြီပဲလို့နှုတ်ဆက်လိုက်ပါတယ်။ဝမ်ကတော့လူပင်းကသူမကိုမက်မိနေတာလားဆိုပြီးအံ့ဩသွားရပါတော့တယ်။ဒါပေမဲ့လူပင်းကအယ်ဖာကိုလွှဲကြည့်ပြီးနင်းကဘယ်တွေပြောင်းနေတာလဲ။နင်းမရှိဘဲငါဘလို့ထင်းခုတ်ရမလဲလို့စိုးရိမ်နေတာလို့ပြောလိုက်ပါတယ်။ဝမ်တယောက်ဒေါသထောင်းကနေထပ်သွားပါပြီ။ဒီကောင်ကတကယ်သစ္စာပေါက်ပဲ။ငါ့ကိုပြန်မရှာပဲဒီကျိုးပင်နေတဲ့ဓာအဆုပ်ကိုပဲတုံးနေတာလားလို့သူမကကြိတ်ပြီးကျုံးဝလိုက်ပါတယ်။လူပင်းကဓာကိုမြောက်လိုက်တဲ့အခါယင်းနှီးနေတဲ့ခန်းစားချက်တစ်ခုကိုပြန်ရလိုက်ပါတယ်။ဒီဓာကိုကြိုက်လိုက်ရင်ငါစီမှာမေ့ပြောင်နေတဲ့ခန်းစားချက်တစ်ခုပြန်ဝင်လာသလိုပဲလို့ဆိုကဓာကိုခေါင်းပေါ်မှာမြောက်ပြီးထင်းတွေကိုအစိတ်စိတ်အမှားခုံပိုင်းပစ်လိုက်ပါတော့တယ်။ဝမ်တယောက်ဝမ်တာလုံးငိုကြွေးမိပါတော့တယ်။သူရဲ့တကင်ဟာသူမကိုတခါမှမေ့မသွားဘူးဆိုတာသိလိုက်ရလို့ပါ။ဒါပေမဲ့လူပင်းကအပြင်လောကကြီးဟာဒီလောက်ထိမပြောင်းလဲခဲ့ဘူးဆိုရင်ငါနင်ကိုလိုက်ရှာမိမှာပါ။ဒါကနင်ကိုအသုံးချပြီးနောက်ဆုံးအကျင့်ထင်းခုတ်ပေးတာပါလို့ဆိုလိုက်ပါတယ်။ဝမ်ဟာသူမရဲ့ဝိညာဉ်ဟာအညိုးသေးတွေကြောင့်သာတီမဲနေခဲ့တာကိုသိထားပါတယ်။အခုတော့သူမရဲ့တကင်ကိုပြန်တွေးလိုက်ရပြီမို့သူမမှာဘာအညိုးမှမရှိတော့ပါဘူး။တကင်ကတွေးရတာကျမအတွက်တော့ကဘာပေါ်မှာအကျော်ဆုံးပါ။နောက်ထပ်ရလာမယ်ပစင်အစ်စ်ကလည်းတကင်ကိုကျမထက်ပိုးပြီးအကျိုးဖြူနိုင်ပါစေလို့ဆုတောင်းရင်းနဲ့သူမရဲ့ဝိညာဉ်ဟာတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပါတော့တယ်။လူပင်းကအယ်ဖာကိုစိတ်မကောင်းမထိပါနဲ့ငါနောက်မှပစင်အစ်စ်တလာထက်လုပ်ပေးမယ်။အခုတော့နင်ရဲ့တာဝန်ဖြစ်တဲ့မိမြတ်တဲ့ဓာအစ်စ်ပဲငါနဲ့အတူခရီးတွေဆက်သွားကြစို့လို့အားပေးလိုက်ပါတယ်။သူဟာထင်းတွေကိုတဲပြီးဟင်းချက်ဖို့ပြင်ဆင်နေတော့မှာပဲအယ်ဖာကတော့သူတို့နှစ်ယောက်ကတော့အဆင်ပြေးသွားကြပြီငါကဘာဆက်လုပ်ရမလဲလို့ညည်းသွားနေရှာပါတယ်။တစ်ဖက်မှာတော့အဲလီဇဘက်ကရှိကိုသူမရဲ့ဓာပညာတွေဘလို့တည်တယ်လဲဆိုပြီးမေးမြန်းနေပါတယ်။ရှိကလွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်ကမှောင်ကိုခွင်ဒီအင်အားကြီးလာပြီးမျိုးသားစုတွေကိုစမ်းသပ်မှုတွေလုပ်ခဲ့ကြတယ်။ငါဟာတရင်အချက်လက်စူးစမ်းဖို့မိစ္ဆာမြတ်နဲ့တဲ့ကိုတွားခဲ့ရင်ရန်သူတွေရဲ့လိုက်လံတိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။ငါဟာချုပ်ခံပါတယ်ကိုထွန်းချလိုက်ပြီးနောက်မှာအဲ့ဒီမှာနင်လေကြည့်ရင်စွန့်ပစ်ခဲ့တဲ့ဓာပညာရေးဆွဲချက်တွေကိုတွေ့ခဲ့တာပဲ။အဲ့ဒီပုံတွေကိုကြည့်ပြီးငါဟာ3လတိုင်လေ့ကျင့်ခဲ့ရတယ်။အဲ့ဒီနောက်မှာတော့အာဇာတန်ကငါ့စီကိုရောက်လာပြီးအင်အားတွေကိုပေးခဲ့တာပါ။ဒါပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ကခြုံနှောင်းထားတာကြောင့်ငါ့ကိုလက်နက်အထစ်ရေးပေါက်ကူလက်တန်းတွေကိုပဲပေးနိုင်ခဲ့တာ။အဲလီဇဘက်ကတော့မှန်းတယ်အဲ့ဒီအကောင်ကိုငါကိုယ်တိုင်ခြုံနှောင်းထားတာ။ဒါဆိုရင်နင်းနဲ့ဆက်တွေ့ခဲ့တာကလည်းလို့သူကအခြေအနေတွေကိုစတင်သုံးသပ်နေပါတော့တယ် လူပင်းကနင်ပြောတဲ့ရေပဝဲလက်တံနေဆိုတာတကယ်ပဲရေပဝဲလို့မျိုးလားစားလို့ရောကောင်းမလားမသိဘူးငါဒီကဘာမှာအဲ့ဒါကိုမမီးဆန်းရသေးဘူးလို့ရိုးရိုးသားသားကြီးမေးလိုက်တဲ့ကြောင့်အဲလီဇဘက်တောင်အံ့ဩသွားပါတယ်ဒါကစားလို့ကောင်းမလားလို့သူမပြန်မေးတော့လူပင်းကကောင်းပါပါဒါပေမဲ့ပင်လယ်ထဲမှာဘလို့ကြောက်စရာကောင်းတဲ့မိစ္ဆာတွေရှိနေမလဲဆိုတာပဲငါမသိတာပေါ့လို့ပြန်ဖြေလိုက်တာပေါ့ကဲအရင်စိုးစားကြရအောင်ဒီနေ့ငါကိုယ်တိုင်ချက်ထားတာလွတ်ဆိုပြီးဟင်းအိုးအဖုံးကိုဖွင့်လိုက်တဲ့အခါအခန်းတစ်ခုလုံးစူးရှာတောက်ပါတဲ့အလန်တန်တွေနဲ့ပြည့်နှက်သွားပါတော့တယ်ရှိဟာဟင်းအိုးတွေကထွက်ပေါ်လာတဲ့ကြီးမားလာတဲ့စွမ်းအင်တွေကြောင့်မြင့်တက်သွားပါတယ်ဒါဟာတာမန်ကာရီဟင်းတစ်ခွက်မဟုတ်ဘူးဆိုတာသူမသိလိုက်ပြီလေအဲလီဇဘက်ကတော့ကာရီဟင်းကိုမြင်တာနဲ့အာရပါရစားလိုက်ပေမဲ့ခဏအကြာမှာတော့ဆက်တယ်အရန်ဆက်တယ်လို့အော်ဟစ်ပြီးရေရီအတင်းတော့ပါတော့တယ်သူမဟာကျေခွန်ပွန်းအဆင့်ရှိတဲ့မိစ္ဆာနတ်ဖျားထိနေပေမဲ့လည်းလူပိန်းရဲ့အဆက်တန်ကိုတော့မခံနိုင်စားပါဘူးလူပိန်းကငါဒီတစ်ခါသုံးထားတဲ့ငရုတ်သီးတွေကနည်းနည်းပိုဆက်သွားလို့ထင်တယ်နျူအဆက်ပြေအောင်ရေခဲချက်သွန်ဖြူလေးထည့်ပြီးမယ်လို့ဆိုကဓားကိုကျွမ်းကျင်စွာအသုံးပြုပြီးရွှေ့ဖြတ်လိုက်ပါတယ်ရှိကတော့လူပိန်းရဲ့ဓားကင်ပုံကိုကြည့်ပြီးသူကဓားပညာမတတ်ဘူးလို့ပြောပေမဲ့သူ့လက်ထက်ကဟင်းလွီဓားကတောင်တကယ်စွမ်းအားမြင့်လက်နက်တစ်ခုလိုပဲလို့တိတ်စိတ်အံ့ဩနေမိတာ哦အဲလီဇဘက်ကတော့သူမကိုအထင်မသေးဘူးနဲ့အဆက်စားနိုင်ကြောင်းကြုံဝါနေတော့
လူပိန်းကရှိရှိကိုလည်းဟင်းကျွေးဖို့ဖျင်းလိုက်ပါတယ်ဒါပေမဲ့အဲလီဇဘက်ကတားဆီးလိုက်ပြီးနေအောင်နင်ဒီဟင်းကိုစားခြင်းရင်ငါပေးတဲ့ရွေးချယ်စရာ၃ခုတည်းကတစ်ခုကိုရွေးရမယ်လို့ဆိုကမောပညာနဲ့ပစ္စည်းတွေကိုလေးတဲ့မြောက်ပြလိုက်ပါတယ်ရွေးချယ်စရာတွေကတော့တအိုးစာကာရီဟင်းလူပိန်းရဲ့ဟင်းလူတာနဲ့ဓာပညာချမ်းတို့ပဲဖြစ်ပါတယ်လူပိန်းကဟင်းနဲ့စာအုပ်ကိုပေးဖို့သဘောတူပြီးမြင်သူ့ရဲ့ဟင်းလူတာကိုတော့မပေးချင်တယ်လို့ဖြစ်နေကြောင်းအဲလီဇဘက်ကသူ့ကိုတိတ်တိတ်နေဖို့ငေါက်လိုက်တာပေါ့ရှိရှိဟာဒါကတဒန်လာရိပုတ်ကိုနင်းရောက်ရဲ့သူမအပေါ်စမ်းသပ်မှုတစ်ခုမင်းရိပ်မိသွားပါတယ်ဒီကာရီဟင်းအိုးထဲမှာကြီးမားလာတဲ့မော်ဆွမ်းအန်တွေရှိနေတယ်လို့ဒီဟင်းလူတာကလည်းအက်စရက်လက်နက်တွေထက်တောင်တာရွေးနေတယ်ဒါပေမဲ့တရေဟုံးကဒီဓာတ်ကိုမပေးချင်ဘူးလို့ပြောတာဟာငါကဒီဓာတ်ကို3နိုင်လောက်ကအဆင့်မရှိသေးဘူးလို့တတိပေးနေတာပဲလို့ရှိရှိဟာသူမရဲ့အရွယ်အသွေးနဲ့ထိုက်တန်မဲ့ဓာပညာချမ်းကိုပဲရွေးချယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ရုတ်တရက်တကားကြီးဝန်းကနေပွင့်သွားပြီးဒါဝိညာဉ်အယ်ဖာတရန်ဒေါသကြီးနဲ့အခန်းထဲပြေးဝင်လာတာကိုအားလုံးတွေ့လိုက်ရတာပေါ့ငါအရန်ဒေါသဖြစ်နေလေအားလုံးကိုတတ်ပြစ်မယ်လို့အယ်ဖာကအော်ဟစ်နေပေမဲ့ရှိရှိကတော့ဒါကမှောင်ခိုကွင်းကဒိုင်ဆိုတဲ့လူလိုက်လာတာမင်းရေးမိသွားပါတယ်တရေဟုံးနဲ့မိစ္ဆာဘရင်ကိုငါကြောင့်ဒုက္ခမပေးခြင်းဘူးလို့ဆိုကလူပိန်းစီကဟင်းလွီသားကိုအတင်းတောင်းကြီးရန်သူကိုရင်ဆိုင်ဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့ထိုဟင်းလွီသားကိုကြိုက်လိုက်တဲ့ခဏအကြာမှတဲ့ကြီးမားလာတဲ့စွမ်းအားဖိအားတွေကြောင့်ရှိရှိတယောက်မောဟိုက်နွမ်းတဲသွားပါတယ်ဓာရဲ့စွမ်းအားကပြင်းထန်လွန်းတာကြောင့်အယ်ဖာကိုပါလွှမ်းထစေပြီးနောက်ဆုံးမှာတော့ထိုဓာဟာလူပိန်းရဲ့လက်ထဲကိုပဲအလိုလိုပြန်ရောက်သွားပါတော့တယ်တစ်ဖက်မှာတော့မှောင်ခိုခွင်ရဲ့တိုင်လုံး6လုံးထဲကတစ်လုံးဖြစ်တဲ့ဆာမာဝီဟာတိုက်ကွဲမှာပြင်းထန်စွာတိုင်ရရနေပါတယ်စမ်းသက်ချက်အမှတ်24ကသူ့ကိုအားတွေတန်ဖြည့်လိုက်တဲ့အခါဆာမာဝီကရွှေနဂါဘယင်မှငါနဲ့ဆက်တိုက်ရအောင်ထွက်ခဲ့စမ်းလို့ကျုံးဝါလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲ root beta ဆိုတဲ့မိန်ကလေးရောက်လာပြီးသူ့ကိုတားဆီးလိုက်ပါတယ်စိတ်အေးထားပါတိုက်ပွဲကပြီးသွားပြီမိစ္ဆာဘရင်အဆင့်ရှိတဲ့ရွှေနဂါဘရင်မကိုငါတို့လိုတာမန်ကျဲနပွန့်အဆင့်တွေကတွားပြီးနှောင့်ရှာလို့မရဘူးလေလို့သူမကဆူလိုက်ပါတယ်မော်ဖိုင်းကလည်းအာမီလီယာမှာခုလိုအသက်ဘေးကလွတ်အောင်လုပ်နိုင်ခြင်းတွေတွေ့ရှိမယ်လို့မထင်ထားဘူးဒါပေမဲ့အခုတော့မောပညာဘာတစ်ခုမှငါတို့ကိုတားနိုင်မှာမဟုတ်တော့ဘူးလို့ပြောပြီးစလိုင်းမိစ္ဆာတွေဟာစွမ်းအန်တွေကိုစတင်စုပ်ယူပါတော့လေမိစ္ဆာဘရင်အဆင့်ဆိုတာတကယ်ကိုကွဲပြားတာပဲနောက်ထပ်ခဏလေးဆိုရင်တော့ငါတို့ရဲ့သခင်မကြီးပြန်လဲနိုးဖြတ်လာတော့မှာပါလို့မော်ဖိုင်းကကျေနပ်စွာဆိုလိုက်တာပေါ့ဒါပေမဲ့အမောင်တဲကမိစ္ဆာတတော်တစ်ကောင်ကတော့မှောင်ခိုခွင်ကဘာလို့ဒီလောက်အထိပျက်စီးနေရတာလဲဒေကိုနဲ့ငါရဲ့ဆက်သွယ်ခြင်းလဲပျောက်တောင့်သွားပြီသူဘယ်ရောက်နေတာလဲလို့မေးခွန်းထုတ်ရင်းပုံဖော်လာပါတော့တယ်မော်ဖိုင်းကတော့ဂွင်းကိုကာကွယ်ဖို့အတွက်သူ့ကိုယ်သူအနစ်နာခံရတာကြောင့်တော်တော်လေးစိတ်မကောင်းဖြစ်နေရပါတယ်သူဒေသနာမှာအောင်မြင်မှုအသစ်တွေရလာတယ်ဆိုတော့နင်ကပိုပြီးနုညံ့လာတာပဲလို့တော်ကပြောလိုက်ပေမဲ့မော်ဖိုင်းကတော့ဒါကကန်ကောင်းလို့လူအပ်တဲ့ပစ္စည်းတွေစုဆောင်းနိုင်ခဲ့တာဖြစ်တယ်လို့ပြန်ဖြေလိုက်ပါတယ်တော်ကငါရဲ့ဒီခန္ဓာကိုယ်ကအချက်အလက်တွေပေါက်ချသွားပြီးမို့ဆက်သုံးလို့မရတော့ဘူးလို့ဆိုကစိတ်ပြက်လက်ပြက်ပြောနေပါတယ် root ကဒီလူဟာဘသူလဲလို့မေးမြန်းတဲ့အခါစမ်းသက်ချက်အမှတ်24ကသူကအမှန်ပင်လဲကလူပဲဒုတိယခေါင်းဆောင်လူမျိုးပေါ့သူ့နာမည်ကအာဇာတမ်နဲ့တည်းအမှန်ပင်လဲဟာငါတို့ကဘာမှာမဟုတ်ပဲတခြားစัจ java လာတစ်ခုမှရှိတာပါသူတို့ကပုံသေးခန္ဓာကိုယ်မရှိကြောင်တတ္တဝါတွေရဲ့ကိုယ်ထဲမှာကပ္ပယတ္တိရဲ့အသက်ရှင်ကြတယ်ဆိုတဲ့အချက်ကအားလုံးကိုအံ့ဩထွားစေတာပေါ့တော်ကအခုအပြင်လောကမှာကက်ကွင်တွေပေါ်လာတာမျိုးလိုမျိုးမရေရတဲ့အခြေအနေတွေအများကြီးရှိနေတာကြောင့်လူပုလီနိုင်ငံကိုထိမ့်သိမ့်မဲ့အခြေအနေတွေကိုခဏရပ်နာထားရမယ်လို့ဆိုလိုက်ပါတယ်မော်ဖိုင်းကလည်းဒါကတော့တခြားနည်းလမ်းမရှိဘူးငါတို့လေ့ကျင့်ထားတဲ့တမန်တော်တွေအကုန်ပျက်စီးကုန်တာဆိုတော့လောလောဆယ်ငင်ငင်နေနေတာကအကောင်းဆုံးပဲလို့ထောက်ခံလိုက်ပါတယ်မော်ဖိုင်းဟာမိစ္ဆာဘရင်အဲလီဇဘက်ကိုပြန်လဲအသက်ရှင်စေဖို့သူတေသနာတွေကိုအပြင်းထန်လုံနေပေမဲ့ရုတ်တရက်ဆိုသလိုမိစ္ဆာဘရင်ရဲ့ခန္ဓာကိုယ်ကပုံပြတ်ပန်းပြတ်ဖြစ်သွားပါတော့တယ်မဖြစ်နိုင်တာဘာလို့ဒီလိုဖြစ်ရတာလဲဘာတွေလူအပ်နေတယ်လို့လဲလို့မော်ဖိုင်းကပြပြတလဲအော်ဟစ်နေရှာတာပါမော်ဖိုင်းဟာအာယုံတွေတင်းကြပ်လာပြီးနှာခေါင်းကနေသွေးတွေထွက်လာပါတယ်ငါရဲ့ခန္ဓာကိုယ်ကအကန့်အသတ်ကိုရောက်နေပြီမိစ္ဆာဘရင်အဆင့်ကိုမရရင်ငါကအိုမြင်ပြီးမကြခင်တေဆုံးရတော့မှာပဲလို့သူကအလော်မဲဝမ်းနဲ့နာကျင်နေရပါတယ်အဲ့ဒီအချိန်မှာပဲ
အမှောင်ထဲကအတန်တစ်ခုထွက်ပေါ်လာပါတယ်နင်ပိုပြီးတန်မချင်လားငါနင်ကိုတစ်ခါနဲ့အမြဲတမ်းအတွက်ကူညီပေးနိုင်တယ်လို့ဆိုလိုက်ပါတယ်မော်ဖိုင်းကနင်ဘသူလဲလို့မေးလိုက်တဲ့အခါအမှောင်ဝိညာဉ်ကငါနာမည်ကအာဇာတန်ပါလို့ဆိုကကြွက်မဲ့သေးကိုချက်ချင်းဝင်ရောက်ပူကတ်လိုက်ပါတော့တယ်အာဇာတန်ရဲ့ကမ်းလှမ်းမှုကမော်ဖိုင်းရဲ့အတွက်ကဲတင်ရှင်ဖြစ်လာမလားဒါမှမဟုတ်ပိုပြီးဆိုးဝါးတဲ့လမ်းဆုံးကိုရောက်သွားမလားဆိုတာကတော့ နောက်ထပ်အပိုင်းတွေမှာဆက်လက်စောင့်ကြည့်ပေးကြပါအောင်ခင်ဗျာအခုလောလောနေရောင်ကြီးကအရန်ပြင်းပြီးအပူရှင်ကလည်းအကော်လေးမြက်နေတာကြောင့်အပြင်းထွက်ရင်ထီးလေးပါလီဆောင်ကြဖို့နဲ့ကျန်းမာရေးကိုအထူးဂရုစိုက်ရဖို့ NY ကနေတတိပေးပါရစေခင်ဗျာပြီးတော့ကျွန်တော်တို့ရဲ့ဗီဒီယိုလေးတွေကိုအဆင်ပြေပြေကြည့်ရှုနိုင်ဖို့အတွက် VPN လေးခံသုံးပေးကြဖို့လည်းမမေ့ပါနဲ့အောင်နော်ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like နဲ့ subscribe လုပ်ပေးခဲ့ပြီးနောက်ထပ်ဘလို့မန်းဟွာမျိုးကို recap လုပ်ပေးစီခြင်းလဲဆိုတာ comment မှာရေးပေးသွားလို့ရပါတယ်ခင်ဗျာအားလုံးပဲတာယာတဲ့နေ့လေးထက်ပါစေနောက်အပိုင်းမှာပြန်တွေ့ကြမယ်နော်